ဦးတိုင်းရဲ့ပြည်စီချင်ပါလေနှစ်ဖွဲ့လုံးတင်ပါဗျာဘယ်ဘက်ကဖွဲ့ပဲဖြစ်ဖြစ်နောက်ကြောင့်အဲ့ခွေကိုထုတ်ချင်းမထုတ်ချင်းနဲ့ပတ်သက်လို့ဒါအားလုံးရဲ့ဆန္ဒလည်းဖြစ်စေချင်တယ်ပြောကြဟိုဒါတော့ဦးစင်းအမတ်တရားပြီးတော့လူရဲ့ဝိနာလို့ပေါ့တူအဲ့လိုမဖြစ်စေချင်ပါဘူးဘာလို့ဦးစင်းကဒီပေါ်မှာအခြေခံတီးပြီးတော့လာတဲ့လူကြီးလူကောင်းတွေဂုံတွေရှိပုံကိုယ်တွေနောက်ပြီးတခါရင်ဆရာရင်းတွေဟုတ်တယ်နော်ဆိုတော့အဲ့ဒီကမှာတူနားမလဲမင်းနဲ့ဖြစ်မှာစိုးတာတကယ်တော့ဦးစင်းနဲ့အထူးပြောချင်တာဆရာဦးဆန်းတဲ့ဦးစင်းကပဲခရီးယန်ဆရာနဲ့ပတ်သက်ဆရာလို့ခေါ်တယ်ဟောတော့ခေါ်ရတယ်ပညာတဘောပဲဒါမဲ့လည်းဒီပြောတယ်သူကရှင်များတဲ့ပါဖိအဘတ်မှာဟောတယ်ဒါလိုအတူထိုင်ဘယ်မှာဖျားလဲလိုအပ်တဲ့ခါကျဒိဋ္ဌိတို့ရွာတောင်သွားနေတာဟုတ်လားဆိုတော့ကိုစီလာလဲကိုကကူညီရမှာဆိုတော့ဒီအသင်းလေးကိုဒီအဖွဲ့လေးကိုချုပ်လိုက်တော့ကောင်းတယ်ကောင်းတာကြီးအများကြီးရဦးစင်းကအကဲခတ်နေဆိုတော့ဦးစင်းစီကိုလည်းစာရီပို့တာဗါလဲလိုပဲမိတ်ဆွေရပေါ့ဟိုဒီမှာအဲ့လိုလေးဖြစ်ရင်သူဒါလေးပြောပေးစမ်းမှာဆိုတာမျိုးလေးတွေပေါ့ခုနဆရာပိုင်ဆိုပြောတဲ့သုံးတဲ့ဘုံဝါဒဗုဒ္ဓလက်ခံဆိုတဲ့စာအုပ်ကဥက္ကိုလီကြီးလားဟုတ်တယ်ဥက္ကိုလီတောင်တွင်ကြီးဥက္ကိုလီရှင်ဥက္ခရရဲ့တပည့်အဲ့တော့သူကဘိုင်ယိုဂရာဖီဆိုလို့ရတယ်ဖြစ်ပေါ်မှုအမိုင်းကိုမသိဘူးသူလွဲပြီတောင်တွင်ကြီးဥက္ကိုလီရဲ့စာအုပ်ဒီနေ့ဗုဒ္ဓဘာသာကြီးလက်ထဲမရှိဘူးမဲ့ခြားတော့ဘာသာကြီးဖြစ်တဲ့အစ္စလာမ်ခရစ်ယာန်မဟာဟိန္ဒူအကုန်ရှိဦးဇင်းတို့လည်းရောက်တာဒီဘုံဘုံတော့ဘုံဘုံပြဒီမဲ့သုံးတဲ့ဘုံဝါရလက်မခံနဲ့ဘာကြောင့်လဲဘယ်လိုဖြစ်တာလဲအဲ့တော့တောင်းရင်းရှိဥက္ခရာပဲဆိုအဲ့ဒီပြဿနာနဲ့ပတ်သက်ဒီပုံကူဒီမှာခွန်အားရှိဆရာနားထောင်မယ်ဆိုရင်သူတို့တွေ့ကြတတိတော်တော့အဲ့ဒီဘုရားသုံးတဲ့ဘုံဝါရဘုရားလက်မခံလက်ကင်မထူထားဘူးဗျာအဲ့ဒါဟာမှားတယ်မှန်တယ်ဆိုတော့လည်းမသိဘူးဒါပေမဲ့အဲ့ဒီစာအုပ်ကိုတော့ပြီးတော့လည်းထဲရောက်တဲ့အခါမှာပါဠိပတ်သားနဲ့နောက်ပြီးတော့ရေးထားတဲ့အခါတကယ်ပါဠိကိုကျွန်တော်ကပြီးတော့လိုက်ပါပြီးပြောနေတာမဟုတ်ဘူးမှားတော့မြင်ရင်အနေရရှိလို့ဒီစာအုပ်လေးရှိတယ်ကျေလို့ညာခုနကဆရာဦးဆိုင်ကနေပြီးတော့ပြောတော့တဲ့အခါမှာလူအဲ့လိုရှိရင်ကျွန်တော်ကပေးမလို့လို့မဟုတ်ဒါကိုရှင်းပြတယ်ဒါပါပဲကျွန်တော်အနေနဲ့စာအုပ်ကိုမခိုင်ပါဘူးဟုတ်ကဲ့ဟုတ်ဒီလိုပါဦးစင်းကလည်းတခါကြီးများဟိုဒီပြောခဲ့အပေါ်မှာလေးတစ်ခုနဲ့မရှင်းမှဆိုတော့ဒါဦးစင်းလည်းလူပါလေးဖြစ်ရင်းနဲ့ဒါနှုတ်ဆက်တာဟုတ်ဆိုတော့ဦးဇင်းတို့ဘုံဘဝဝါဒမှာတဲ့ပုဂ္ဂိုလ်ဖြစ်စဉ်နဲ့ဓမ္မဖြစ်စဉ်ဆိုတာနှစ်ခုရှိတယ်ဒါတော့ဆရာဦးဇင်းလည်းပုံရှင်းနိုင်တယ်သူကဦးဇင်းလူဘဝတိုင်းဟိုဦးဇင်းတို့လည်းအများကြီးလေ့လာထားတယ်ဦးဇင်းကရိုးလေးပြောတော့ပုဂ္ဂိုလ်မှာလမ်းဆုံးခြင်းဓမ္မမှာလမ်းဆုံးခြင်းကနှစ်မျိုးရှိခုနကဆရာဦးဇင်းလည်းခုနကပြောလိုက်ပါတယ်ပြောတယ်မှာလည်းပါလေခုနပါဠိလိုပြောတာလေဆရာပြောတဲ့ပုဂ္ဂိုလ်နဲ့လမ်းဆုံးခြင်းဓမ္မကိုလမ်းဆုံးခြင်းကိုဒါလည်းပြောတာလေဒါတော့အဲ့တော့ပုဂ္ဂိုလ်ဆိုတာဖြစ်စဉ်မရှိတယ်ဓမ္မမှာဓမ္မဖြစ်စဉ်ဆိုတာမရှိဘူးပုဂ္ဂိုလ်ဖြစ်စဉ်မှာလမ်းဆုံးနေလို့ဓမ္မဖြစ်စဉ်မရှိဘူးကျုပ်ငါကျက်ဖြစ်လာတယ်ကျက်ကလည်းကျုပ်ဖြစ်တယ်ဘယ်မှာလဲပေါ့ဆိုနောက်ဆုံးတော့ဖန်ဆင်းရှင်ဒီမှာလမ်းဆုံးသွားတယ်အဖန်ဆင်းရှင်ဘယ်လိုဖန်ဆင်းလဲပြန်ပြီးတော့ဖတ်ရှာရတယ်ရှာမရောက်တော့ဖန်ဆင်းရှင်ကလည်းခွန်အားရှိဆုံးဖြစ်သွားဒါဦးဇင်းအခု research လုပ်ထားတဲ့ခုနဆရာပိုင်ဆိုတယ်အဲ့ research လုပ်တယ်တော်ဝါနာပါနော်အကုန်လုံးဘိုင်တော်ကောင်းတာဦးဇင်းတော်ချီကျူးတယ်ဒါမဲ့အခုဒီမှာပွဲသိမ့်တော့ဦးဇင်းဟာဒီနော်တယောက်တည်းရင်ကျိုးတော့ဦးဇင်းမြင်တော့ဒါဒီဆရာရောက်ဦးဇင်းကပုံမြင်မလားမသိဘူးဘုရားလူချင်တာကဒုက္ခနဲ့ဒုက္ခတွေပြောခဲ့တာမဟုတ်ဒုက္ခဒုက္ခကလွန်မြောက်ရာကိုပြောခဲ့တာဒီနေ့ဒကာကြီးလည်းညှို့ထိုးသွားတဲ့ဒုက္ခဘုံဆိုတာဟုတ်တယ်ခရိယန်ရဲ့ဘုံဆိုဖြစ်ကုန်ဖြစ်နိုင်တယ်ဦးဇင်းကငါးဘုံရှိတာဟုတ်ဘယ်လိုပြောမလဲသူအပြည့်စုံနဲ့နိုင်တတန်းနဲ့ပြန်တွေ့ရင်ဒီကနေ့ခရိယန်ပြောတယ်တထက်သေးပါကြဦးဇင်းမြင်တာနော်ဒါတော့နောက်ပိုင်းကျရင်ဆက်ရှင်းပါဟုတ်ဒီမှာလဲဆရာဦးလည်းစိတ်ဝင်စားဦးဇင်းနဲ့တော်တော်ကြတယ်သိကြတာကဗုဒ္ဓကဒုက္ခဒုက္ခငြိမ်းတာလွတ်တာအဲ့တော့ပရိသီဒုက္ခဆိုစကားလုံးတချို့တော့ရှုပ်ပါတယ်ဒါကြောင့်လည်းဦးဇင်းကလည်းတွေ့တော့ဒီမှာဆရာပိုင်ဆိုတဲ့ဦးဇင်းအများကြီးပြောတာရှိသွားပြီနောက်ပြီးတမာကျမ်းကိုထောက်ပြတော့ဦးဇင်းတမာကျမ်းကိုတော့လေ့လာပါတယ်ဒါလည်းကြုံလို့ပြောတာပါဒီထက်မှာအားလုံးကအများကြီးတော့ဘဝပညာတတ်တယ်များဦးဇင်းကတမိုင်းကိုသင်နေရတယ်တမိုင်းသင်နေရတော့တမိုင်းဦးပုံကြီးစနစ်လက်ကဆရာပိုင်လက်ကဒီမှာလက်ခံနော်
တမိုင်းဘုံမင်းစနစ်နောက်ကြတော့ကျွမ်းမိုင်းရှင်စနစ်နောက်ကြမြေရှင်ပရိသတ်စနစ်နောက်ကြတော့အရင်ရှင်စနစ်ဆိုရှယ်လစ်စနစ်ဒါဥစဉ်တို့ဒီ frame နဲ့ body နဲ့ဆွဲတာဥစဉ်တော်လေးမှတ်မိတယ်ဆွဲလဲဆွဲပြတယ်ဘုံကြီးဖြစ်တော့အကြောင်းဆရာတော်ကမလုပ်ချင်တော့အဲ့မှာတမိုင်းဘုံမင်းစနစ်မှာပေါ်တော့ဘိုင်မီထပ်ခွလိုက်တော့အမိအုတ်ထင်းတော်ခေအဖအုတ်ထင်းတော်ခေကြေခေတန်ခေဟုတ်လားအဲ့တမိုင်းကိုတခါကြီးလက်ကတာကြေခေတန်ခေလက်ကတာကြောက်ခေလက်ကတာရှော့တေချာနော်ဒီလိုဆိုရင်ဒီမှာတမန်ကျမ်းစာလုံးလုံးကိုမှားပြီခရစ်တော်ဟာအားရကိုဖန်ဆင်းတယ်ပြီးတော့ဧဝကိုဖန်ဆင်းတယ်ပြီးလိုက်တော့သူ့ရဲ့သားယာကုပ်ကိုလေလို့ဟိုကောင်ကကောက်ဆိုင်ဟိုကောင်ကဘာလို့သူ့မှာအမိတ်နေမှာတခါပါပြီလားလူသားတွေဖြစ်လာတမိုင်းလုံးပုံပြင်စနစ်မှာလက်ခံတာမှားပါမှာဟဲ့သိရှင်မှာဓမ္မအမှန်ဆိုရင်တမိုင်းပုံပြင်စနစ်ကမှားနေတယ်ဒါလေကျေးမရှင်ခေကျွမ်းမရှင်ခေဘာအခုဒါဒီခရစ်တော်ပေါ်လာကျွမ်းမရှင်စနစ်မှာပေါ်လာဒီ biography ဒီဆိုတော့ဒီထဲမှာတချို့ဥစ္စာလေးပေါ့ဖျားခင်ဖန်ဆင်းတာဥစဉ်တော်တော်ဝမ်းတာမင်းညနည်းနည်းလေးဒီစိမ့်ကြီးလို့ရတော့ဘာသွားတွေ့တယ်ဆိုတော့ဒီနေ့ပညာမှာတခါခုနပြောလို့တစ်ပင်မှာအသက်ရှိတယ်ဟုတ်တယ်အသက်ရှိတယ်အသက်ပါရှိဘာလို့ရှူလဲအောက်ဆီဂျင်နဲ့နိုက်ထရိုဂျင်ကိုဖျားမဖန်ဆင်းခဲ့ဖြစ်နေတာဒါပေမဲ့ဒီနေ့တစ်ပင်တွေတခါသိတယ်နေအောင်ကြီးရှိမှအသက်ရှင်တဲ့အမျိုးဖျားတစ်ပင်ရင်ဖန်ဆင်းမှနေကိုနောက်နေမှာဖန်ဆင်းနေ့ရက်ချကဘာကြောင့်လို့ဖြစ်သွားလဲသိပ္ပံပညာနဲ့ကြည့်ရင်လည်းပြည့်စုံမဲဆိုရင်အဲ့ဒါဥစဉ်ဖိုင်းပေါ်စိတ်ကမှစားနေတာပေါ့ကျွေးဦးနော်ဘုရားသခင်ရဲ့အလိုတော်ဖွင့်ကြဒါဥစဉ်ဒါကြောင့်လည်းလာပါအားလို့ဆိုတော့ဥစဉ်ဒီပေါ်မှာလမ်းမဆုံးစေချင်ဥစဉ်လည်းလေ့လာနေတယ်ပဲဆုံးမပြည့်နဲ့မှန်တယ်လက်ခံလိုက်ဥစဉ်လည်းလက်ခံနေတယ်ဘုရားကိုတုံးနေတယ်ဥကြည့်လိုက်ဆရာပိုင်ဆိုရခု biography ဥစဉ်အများကြီးမလဲရတော့တခါလည်းပြောမယ်မှားတယ်ဆိုရင်ဥစဉ်ဆရာပိုင်ဆိုအပြစ်တင်ပြစ်တယ်တမန်ကျမ်းစာနဲ့ဆရာပိုင်ဆိုကဆန့်ကျင်နေလို့ဖြစ်ဆရာပိုင်ဆိုပြနေတဲ့ကြမ်းချက်တွေအားလုံးဒီမှန်တယ်ပြည့်စုံတယ်ခရိယန်ဆရာတိုင်းပြတဲ့ကြမ်းချက်နဲ့တူးနေတယ်လက်ကဒါပေမဲ့ခရိယန်ဆရာတွေမပြတဲ့ကြမ်းချက်တွေဥစဉ်ဖတ်မိနေတော့ဒီကြမ်းချက်တွေဥစဉ်ဘယ်လိုမရမလဲဒီနေ့နဲ့ဆက်ပြီးလေ့လာစေပဲဒါကြောင့်တို့ဘာဥစဉ်လို့မေးလိုက်ဒီမှာဆရာတွေအများကြီးဒီလိုပေါ့လေပြောပြရတော့ပို့ပြီးဝမ်းလေးတော့ဖြစ်တာသူသဘောပေါက်သွားတယ်နောက်ပြီးခုနပြောလို့ပေါ့ဆရာပဲသူပြောတဲ့ဒုက္ခကိုဥစဉ်လုံးကဖျားလက်မကဒါတနေ့သူပေါ်လာလိမ့်မယ်ဒီစိတ်သူပြောမယ်ဆိုရင်တော့ချင်းလိုက်ကြရပေါ့ဆရာစိတ်ဝင်စားရလားဒီဥစ္စာနဲ့ပတ်သက်လို့အဲ့ဒါအခုရိုက်ထားတဲ့အတွက်တယောက်နဲ့တယောက်ဝေလို့ကဲရုံလို့ရှင်းလို့ရတယ်စာပေရှင်းမှာဥစဉ်ဉာဏ်နဲ့ရှင်းမှာတော့ဒုက္ခနဲ့ဒုက္ခကိုဖျားကဥစဉ်ကခုနစာပေဖွင့်ပြောတယ်လူတွေကကြိုက်တာကနိဗ္ဗာန်ကြောက်တာငရဲနဲ့6နိဗ္ဗာန်နဲ့မြောက်မိမိလူရောလှုပ်နေတာနိချမ်းသာဘူးဘုန်းကြီးလည်းဘုန်းကြီးမလို့တရားဟောဆရာလည်းတရားဟောစာမလို့ဘွယ်တွေရမယ်နိုင်ငံသားကြီးသွားမယ်ဒါပဲလားသူ့ရဲ့လမ်းတော့ဒါပဲလားဆိုတော့ဆရာပိုင်ဆုံးမှာမူရင်းစိတ်ရှိမူရင်းစိတ်သူဆရာပိုင်ဆုံးတော်တော်ကိုပြောရမှာကိုယ်ရင်တွေ့တော့တအားဝမ်းသာတယ်မူရင်းစိတ်ကပါလေဆရာပိုင်ဆုံးကတကယ်တော့ယုံကြည်လက်ခံသူဟုတ်တယ်နော်ခရိယန်ဘာသာမှာဆိုတယ်ဆရာပိုင်ဆုံးယုံကြည်တာဗုဒ္ဓဘာသာဖြစ်တယ်ဒါပေမဲ့ဆရာပိုင်ဆုံးလက်ခံတာကခရိယန်ဖြစ်တယ်မတူဖြစ်တယ်ဒါကယုံကြည်လက်ခံသူရဲ့သဘောနောက်ပြီးဆရာပိုင်ဆုံးပြောတဲ့ကဲတင်ဆရာပိုင်ဆုံးကကဲတာပဲကြိုက်တာကိုဘယ်နေရာတင်နေဆိုဆရာပိုင်ဆုံးမသိတော့ဘူးဦးသုံးလက်ကြည့်တာနော်ဒီတစ်လုံးညမှာဦးစင်းမြင်တော့စိတ်ဆိုးကြီးလားမဆုံးနော်အလုံးနားလည်းနော်ဒါဦးစင်းမြင်တော့ပြောတာဒါတထိုင်နဲ့ဦးစင်းဆုံးကြတာဒီအတွက်ကကြောင့်ဟိုကတယောက်နဲ့ကြောင့်ဒီမှတ်တမ်းတင်တာအကျိုးများမယ်ဆိုတော့တုံးပါဦးစင်းထုတ်ချင်းမထုတ်ချင်းဒီဥစ္စာဒီပွဲရဟိုတကယ်ကို finally ရင်ထဲမှာနုညံ့စွာပြောင်းလဲသွားတယ်တကယ်ကိုပရိတိဒုက္ခဘုံရောက်တယ်လို့နိဗ္ဗာန်ရတာခံစားသိတယ်ဒီဆရာပြောလိုက်တာဦးစင်းနဲ့တခါကြီးလိုပဲဖိုင်သူ့အကြောင်းကိုသိပြီးသားအခုတော့သူစိတ်ဝင်စားရဆိုလဲကြွားခဲ့ပါဘူးအဲ့လိုတွေးလိုက်တော့လေတကယ်ကိုနုညံ့တာဆိုတော့ဆရာပိုင်ဆုံးမှာအခုဦးစင်းမြင်ပေါ့ခရိယန်နဲ့ဆရာပိုင်ကျမ်းစာနဲ့ဆရာပိုင်စုကတူညီတာအခုနပြောတဲ့ကျမ်းချက်တွေအမဲ့ရိုက်ထားတယ်အကုန်ရည်လိုက်တယ်အချက်ပေါင်းဒါအောင်အလုံးအချက်လောက်ရှိတယ်ကျမ်းချက်ကတော့အခါကြီးပေါင်း1080ကိုခန်းငယ်ပေါင်း3000 โอเคအဲ့3000နဲ့3000ကျော်တွေကပေါ့ဆရာပိုင်စုကတည်ပြီးတာဆရာပိုင်စုအတွက်3000ကျော်1000လောက်တော့ကြိုက်တယ်
ကျန်တဲ့2000တော့မကြိုက်လားဆရာပိုင်စုတိတဲ့မေတ္တာတရားတွေနဲ့ဗုဒ္ဓရဲ့ဓမ္မတွေနဲ့ဒါဥစဉ်အမြင်တော့ဟောမောကနောက်ပိုင်းညှိကြတော့ဒါဥစဉ်ခုနဘာသာတရားနဲ့မဆိုင်ဘူးနော်ဘာစင်တကယ်ကို feeling လေးတွေဥစဉ်အမြင်လေးလာတယ်အများကြီးပြောလို့ရတယ်ဟိုပြောနေတာဘယ်လိုအခုဆိုပါလို့ဆရာပိုင်စုပြောတယ်တရားမတတ်နဲ့ဒါဥစားလေးဟိုဆယ်ချက်လေတမန်တော်ရဲ့ဒီနေ့တော့ဆယ်ပါကြည်စမ်းမတတ်နဲ့လို့တအားသဘောကျတကယ်ကောင်းတယ်တို့ငါးပါးဒီလမ်းနဲ့ချိတ်ဟိုဘက်မှာသူ့ရဲ့အကျယ်လေးဖွင့်လိုက်ကောမင်းသားပြန်တာသေတာဟုတ်တယ်မခိုးတော့တက်ပြအကုန်ပါတယ်ဖတ်ပြလို့ရတယ်နော်အားနာရတာအများကြီးပဲအဲ့ဒါကြောင့်ဦးစင်းဓာဝန်နဲ့ပေါ့လေလိလာနေပါလေဦးစင်းအဲ့လိုဖွင့်ပြမယ်ဆိုရင်ဟိုတခါကြီးလို့စတောင်းလိုက်မယ်ထာဝရဘုရားတကယ်ကိုယ်တိုင်ဆင်းလိုက်ကျင်းတာပဲလူချင်းတွေပျော်ရှင်းအောင်ရှင်းပြောအဲ့ပုဂ္ဂိုလ်တိုင်းဦးစင်းဝမ်းပြီးဝဲလာပြီးခရီးယန်ဆရာအကုန်ကြာရနာပြုစုမယ်ရှင်းပြဦးစင်းဓာဝန်အပြစ်တင်တာမဟုတ်ဘူးလိလာနေတာတုံးတက်နေတာနှလုံးသားနဲ့ပါဠိတန်ခံမယ်ဟာရယဝတ္ထုနဲ့အတူလွတ်မြောက်ဟုတ်တော့ဒါဗုဒ္ဓဘာသာဆိုတော့တကယ်ဥစဉ်မှာအများကြီးရှိတယ်ဆိုတော့ဦးဇင်းအဲ့ဒါကိုသုံးသပ်ကြည့်တာပေါ့ရန်သူကိုလိမ္မာအောင်နဲ့မိတ်ဆွေကိုတော်အောင်ရုံမှာကောက်ကျစ်သူကိုဝေးသွားရှောင်နေအောင်ပင်ကြားညွန်ပြနိုင်တဲ့သူကသူတော်ကောင်းပညာရှိပေါ့တချို့ချက်ကြီးကြတော့ပေါ့ရန်သူကိုပြန်ပြီးတုံ့ပြန်မှုတဲ့ဆရာပိုင်စုပို့စီမယ်နော်သူတို့တုံ့ပြန်ချက်ကြီးတော့အံ့ဩဖို့ကောင်းတယ်ဟိုမင်းကပါရရင်ပါတစ်ဖက်ပြီးလို့ကျန်းတင်မှာဆိုရနော်အကြောင်းမှာတော့မဟုတ်ဘူးတခါအပီကစ်လိုက်ပဲနောက်ပြန်မပြောနဲ့ဆိုအရှိမဒါမှကြောင်းမှာအဲ့လိုပြောပြန်ဆိုတော့ဒါရီယာဦးသိမလားဦးသိနားမလဲတာနော်စော်ကားခြင်းမဟုတ်ဘူးနော်အဲ့လိုပါပဲဒါကြောင့်ဆရာပိုင်ဆိုနဲ့တွေ့ခြင်းနဲ့ဒီလိုပဲအဲ့တော့တကယ်တော့ဦးသိတို့မှာဦးသိဟုတ်ကိုလူလို့တတ်မှတ်မယ်ဆိုရင်လူတဲ့စာအုပ်ထဲကလူတို့မှလည်းပြည်ကတော့မုံနှမနေတဲ့ဆရာလေးအများကြီးပါနော်စာအုပ်အောက်ကလူပြီးတော့ဖတ်တဲ့လူလည်းပြန်ရှင်းပြတာဟောနဲ့အသက်တာဖွတ်ဆိုထွက်လာတယ်အဲဝုန်းလည်းပဲပြီးတော့နောက်ကြောင်စာအုပ်ပေါ်ကလူဟိုဆရာပိုင်ဆိုလို့စာအုပ်ကိုကောင်းအောင်အဲ့တော့တခုနဲ့တခုဘိုင်းပြီးခွဲတယ်လိုအပ်တာကိုပြန်ပြီး sharing လုပ်တယ်ရှာတာအမှန်ရှာခွေးတာဘုရားကင်ကြိုက်ပါလေဗုဒ္ဓလည်းကြိုက်ပါလေဆက်ရှောင်းနော်ပြီးလားရှာတယ်အဲ့ဆိုဟိုကဲတော့ကဲပြီးမတင်သေးဘူးဟုတ်လားဟုတ်တယ်မိသားဟုတ်လားယုံကြည်သူယုံကြည်လက်ခံသူနဲ့ယုံတော့ကြီးနေပေါ့လက်ခံမခံတော့လည်းမပြောတော့ဆိုတော့အဲ့ဒါပေါ့ဥပမာရှိတယ်ဗဇတ်ဖြားကတန်နေရတဲ့ဒါဥစဉ်မမှန်နဲ့အများကြီးတော့သူကြမ်းချက်တွေရှိတယ်ဥစဉ်ကြာဆရာပိုင်ဆိုလို့စောင်းတော့မစုပ်ဘူးမတော်လေးတော့ဖတ်ပါဟိုတကယ်ပါတော်များများဖတ်ပါဒါတပူကျန်းကြီးပဲရှိတယ်နောက်တော့ဓမ္မတိကျမ်းအများကြီးဖတ်တယ်ဆိုဖတ်တဲ့ညမှာလို့စောဟာပြောတယ်မနေ့ကလည်းပြောပြတယ်အဲ့လိုဟိုအနောက်ရှက်ပြီးမဟုတ်ဘူးနော်တကယ်ဘူးအဲ့လိုဦးစင်းမေးလိုက်သူသဘောပေါက်သွားတယ်အဲ့ရဲ့အဖြေကိုဦးစင်းထပ်ပြောတယ်ဒါဦးစင်းကမညာနဲ့ပြောလိုက်ဆရာပိုင်ဆိုပြောတယ်အမှားသူပြောတယ်အမှားမထူကြားလိုက်တယ်ဆရာပိုင်ကပြောလိုက်ဆိုရဟန္တာတွေဒါနောက်ဘဝဘာဖြစ်မဲ့ဆိုတော့သိတာပေါ့တဲ့ရဟန္တာတွေနောက်ဘဝဆိုတော့ကိုမရှိလို့သိကုန်မသိတော့ဆရာပိုင်ဆိုမှားသွားတာဒါသိပြီးတော့ဆရာပိုင်ဆိုဦးစင်းတောင်သိတယ်ဟိုလိုပဲဟိုဆရာမောင်လည်းပြောသွားတယ်အားတဲ့ဟိုလူလေးယောက်မကောင်းတာလို့မလို့လေအမကလည်းဒီပါမှာနောက်ဆုံးတစ်ချက်မှာသူမှားအောင်ဒုတိယတတိယအချက်မှာသူမှားသွားတယ်မယုံကြည်တော့ဘူးဗါလေအဲ့လိုပြောပါတယ်ဒီမို့အတန်ပြန်ကြည့်လို့ရတယ်ဒါပေမဲ့ဒါတွေကသူထုံးတဲ့ပုံမဟုတ်ဘူးလေဒါပျော်ရွှင်ဖို့စကားမှားပုံဦးစင်းတို့လည်းခွန်းတယ်အားလုံးလည်းခွန်းတယ်ဒါအယူမှားကြံတော့ဘလို့မခွန်းလို့မလို့အဲ့ကိုတော့ဟုတ်တယ်ဟဲ့ဦးစင်းအဲ့တော့နည်းနည်းလေးစင်ရင်တော့ဆိုတော့အခုလည်းအဲ့လိုပါပဲဦးစင်းတို့ဟိုဇလန်းနဲ့မှရှိနေဥပ္ပဥစင်ကြီးဖြစ်မှာဆိုလို့သိလားမသိဥပ္ပဥစင်ကြီးကတခြားမဟုတ်ပါဘူးဘောဘိုးတော်ဥက္ကဋ္ဌပြောတာဘောတငယ်ချင်းဟဲ့အောင်ဟိုဘောဘူးမင်းလဲငါမင်းကောင်းလို့ပြီးငါမင်းကောင်းလို့ဒီငါမှာဒီစင်ကြီးကမဖြူပါလားကွာဟာရှင်မြတ်မကူနဲ့ဖြူမှာလေရှင်မြတ်ဘုံတော်ကြောင်းဟာမသိကြငါစိတ်ချမ်းသာတယ်ဒီမှာပါဗျာတဲ့အရှင်ဘုရားစင်ကြီးဟာနောက်အနှစ်တရာကြာတဲ့အခါလုံးဖြူစွပ်ပြီးအရှင်မြတ်ဘုံတော်ကြောင်းအရှင်မြတ်ကံတော်တက်လာမှာပါဗျာအေးငါအဲ့တော့မင်းတော်ချလာတာအပြင်ရောက်တော့မိဟာဘောဦးမင်းဖက်နဲ့ပြီးတော့ဘယင်သွားပြီးတော့မဟုတ်တာဆင်းဘယ်လိုဖြူမှာတော့အမဲဖြူမှာမင်းကလည်းတဲ့နောက်နှစ်တရာအဲ့ဘုံကြီးလည်းမရှိဘူးအဲ့ဆင်းလည်းသူငါလည်းမရှိဘူးပြီးတယ်ဘာလို့လဲအဲ့တော့ဦးလေးတို့လည်းနောင်လာမဲ့ဟိုဘလို့လဲတုံးစီညို့အောင်မလားညို့ရပြီဦးစင်းကတော့ဘောအဲ့ဒါငါလည်းမရှိဘူးမင်းလည်းမရှိဘူးသွားချောက်ရုံဘောဟုတ်တယ်မလား